Lenovo ThinkPad ဖြစ်ပါတယ်ဗျာ Lenovo ThinkPad ကတော့ရိုးရိုး ThinkPad မဟုတ်တော့ဘူးဆရာကြီးကဗာနဲ့လာလဲဆိုလို့ရှိရင်တော့ တက်စခရင်နဲ့လာတယ်ဗျာတက်စခရင်ကောင်းကောင်းအသုံးပြုခြင်းနဲ့ Lenovo ThinkPad ဆိုရဲအကျန်းခံတဲ့ brand ကိုကိုင်းနေတယ်ဆိုရင်တော့ဈေးနှုန်းကတော့14,500,000ပဲဖြစ်ပါတယ်ဗျာဒီမှာမြင်နေရတော့ fingerprint ဖြစ်ပါတယ် webcam ပါမယ်ကျွန်တော် webcam မှာ privacy ပါမယ်ဘေးပေါင်လေးတွေကတော့မစိုးဘူးကျင်းတယ်လို့ပဲပြောရမှာပဲ keyboard ပလိုက်ပါတယ်ဘေးပေါက်လေးဆိုလို့ရှိရင်တော့ကျွန်တော် USB port ပါမယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ headphone jack HDMI USB port တစ်ပေါက်ထပ်ပါမယ် Type C က2 port ဖြစ်ပါတယ်เนาะ charging နဲ့ကျွန်တော် data transfer အတွက်လည်းရတယ်လို့ရေးထားတယ်ဒါတော့ Lenovo ThinkPad ဆရာကြီးပဲဖြစ်ပါတယ် specification အနေနဲ့ကတော့ i5 ကို10 generation ဖြစ်ပြီးတော့ RAM 16 GB တဲ့ဗျာ SSD ကလည်း256အပြင်မှာ display မှာကျွန်တော် touch screen ပါတဲ့အတွက် share ပေါ့ဗျာကျွန်တော် touch လေးနဲ့လည်းသုံးမလားဒီတိုင်းရိုးရိုးပဲသုံးမလားကြိုက်လို့သုံးလို့ရတဲ့ Lenovo ThinkPad ကတော့14,500,000ပဲကြောက်မှာဖြစ်ပါတယ် Full HD display ဖြစ်တဲ့အတွက်ကြည်တောက်ရှင်းသုံးပါလက်ထဲမှာတော့ပေါ့ပေါ့ပပလေးပဲဖြစ်တဲ့အတွက်တည်သွားတည်လာတဲ့အရန်ကောင်းတဲ့ Lenovo ThinkPad ခက်ကြမ်းကြမ်းသုံးလို့တကယ်ကောင်းတဲ့ Lenovo ThinkPad က14,500,000 Randy 6 လတိတိပေးထားတယ် software နဲ့ပတ်သက်ရင်တော့ lifetime Randy ဖြစ်တဲ့အတွက်တစ်သက်တာဘာဖြစ်ဖြစ်ကျွန်တော်တို့ကဖြည့်ရှင်းပေးဖို့မှာဖြစ်ပါတယ် hardware ကတော့ကျွန်တော်6 လတိတိပေးထားတယ် Lenovo ThinkPad ဖြစ်ပါတယ်ဗျmodel အနေနဲ့ကတော့ T14S ပဲဖြစ်ပါတယ်ဒီမှာရေးထားတဲ့အတိုင်းပဲအဲ့တော့ touch screen သုံးမလားခက်ကြမ်းကြမ်းသုံးမလား Lenovo ThinkPad မှာ Lenovo ThinkPad ပါပဲဗျကျေးဇူးတင်ပါတယ်